ကောင်းသောနေ့ပါအေးချမ်းပျော်ရွှင်ကြပါစေရှင်အကောင်းဆိုးလောကရန်မှန်သမျှကိုအေးချမ်းတည်ငြိမ်သောစိတ်ဖြင့်ကျော်ဖြတ်နိုင်ကြပါစေဒီနေ့လေးမှာ Peaceful Light Channel အနေနဲ့ဆွေးနွေးပေးခြင်းတဲ့အကြောင်းအရာလေးကကျမတို့ဘဝမှာတယောက်တည်းဖြစ်နေတဲ့အချိန်ဆိုလိုတာကကျမတို့အထီးကျန်နေလို့ခံစားနေရချိန်မှာစိတ်ကိုဘယ်လိုထားပြီးအထီးကျန်တဲ့နေ့ရက်တွေကိုနီးလန်းမှန်ကန်စွာနဲ့ကျော်ဖြတ်ကြမလဲဆိုတဲ့အကြောင်းအရာလေးပါကျမတို့တွေဟာအစုအဖွဲ့နဲ့နေထိုင်တတ်ကြပါတယ်မိသားစုနဲ့ဖြစ်စေအိမ်နောက်ဘက်ချစ်သူရည်စားတငယ်ချင်းစသည်အားဖြင့်အစုအဖွဲ့လေးနဲ့နေထိုင်ကြပါတယ်တချို့သောအချိန်တွေမှာအစုအဖွဲ့နဲ့နေထိုင်ရင်တယောက်တည်းအထီးကျန်တယ်လို့ခံစားရတဲ့အချိန်တွေရှိနိုင်ပါတယ်ကိုယ်အတွက်မတင့်တော်သောပတ်ဝန်းကျင်တငယ်ချင်းအိမ်နောက်ဘက်ချစ်သူရည်စားစသည်အားဖြင့်ကိုယ်အတွက်မဟုတ်သောသူများနှင့်အတူနေထိုင်ရသည့်အခါအထီးကျန်ခြင်းကိုခံစားရနိုင်သလိုမိသားစုများနဲ့ခွဲခါပြီးပညာရှာသည့်အချိန်ဖြစ်စေစီးပွားရှာသည့်အချိန်မျိုးမှာဖြစ်စေတခါတရံအထီးကျန်ခြင်းကိုခံစားရနိုင်ပါတယ်ကျမတို့တွေကအနားမှာတယောက်မှမရှိတာနဲ့အထီးကျန်တာလားမဟုတ်ပါဘူးကျမတို့ဘေးနားမှာတယောက်မှမရှိဘူးဆိုရင်တော့အဝေးကပေးတဲ့နှွေးထွေးတဲ့မေတ္တာတွေကြောင့်ပျော်ရွှင်လုံခြုံမှုကိုခံစားရပါတယ်တချို့သောဆက်ဆံရေးတွေမှာနှစ်ယောက်တူရှိနေပြီးအထီးကျန်နေရတဲ့ဆက်ဆံရေးတွေအများကြီးရှိပါတယ်ကျမဆိုလိုချင်တာကတစ်ဖက်သက်ဆွဲထားရတဲ့ဆက်ဆံရေးတွေပါတန်ရုံးစင်ကြောင့်ဖြစ်စေတယောက်တည်းဖြစ်သွားမှာကိုကြောက်တဲ့စိတ်ကြောင့်ဖြစ်စေကိုယ့်ကိုအထီးကျန်မှုကိုခံစားစေတဲ့သူကိုယ့်အတွက်မှဟုတ်ရဲ့လားလို့မသေချာမှုကိုဖြစ်စေတဲ့သူမျိုးကိုဆွဲမထားဖို့လက်လွတ်တတ်ဖို့အကြံပြုပါရစေတယောက်တည်းဖြစ်သွားမှာမကြောက်ပါနဲ့နော်တယောက်တည်းဖြစ်သွားတိုင်းအထီးမကျန်ရပါဘူးတကယ်လို့တယောက်တည်းဖြစ်သွားလို့အထီးကျန်တယ်ဆိုရင်တော့ဆွဲထားလို့မြဲခဲ့ရခြင်းကအထီးကျန်ခဲ့ရသလိုပူလောင်မှုလုံးဝမရှိတော့ပါဘူးတယောက်တည်းဖြစ်နေချိန်မှာအထီးကျန်တယ်လို့လုံးဝမတွေးပါနဲ့နော်ကျမတို့တွေမိမိကိုမိမိပြိုးထောင်ဖို့အချိန်ပိုရလာတာပါကျမတို့လက်ရှိအချိန်တွေထက်ပိုမြင့်မားဖို့တင်ယူရမယ့်ပညာရပ်တွေအတွက်အချိန်ပေးနိုင်သလိုကျမတို့ဝါသနာပါရာကိုလုပ်ကိုင်နိုင်မှုအတွက်လည်းအချိန်ပိုရပါတယ်တယောက်တည်းဖြစ်နေရင်ဝါသနာပါရာလေးတွေစိတ်နှစ်ပြီးလုပ်ပါကိုယ့်ရဲ့စိတ်ကူးအိမ်မက်တွေကိုအကောင်အထည်ဖော်ပါခန္ဓာကိုယ်ကျန်းမာဖို့အားကစားလုပ်ပါအာဟာရမျှတအောင်စားပါကျမတို့ရဲ့စိတ်ကလေးအေးချမ်းမှုစာအုပ်ဖတ်ပါတရားထိုင်ပါဒီလိုဆိုရင်ကျမတို့တွေတယောက်တည်းဖြစ်သွားလို့အထီးကျန်ပါတယ်ဆိုတဲ့ခံစားချက်ကျမတို့စီကိုရောက်မလာနိုင်တော့ပါဘူးတကယ်တော့ကျမတို့ဘဝမှာတယောက်တည်းအထီးကျန်နေရမှာကိုကြောက်စရာမလိုပါဘူးကျမတို့အတွက်မသင့်တော်တဲ့သူတွေနဲ့အတူဆက်ပြီးတော့ကျမတို့စိတ်ကလေးပူလောင်နေရမှာကိုသာမိမိကိုမိမိပြန်သနာသင့်တာပါကျမတို့တယောက်တည်းဖြစ်သွားလဲအထက်မှာပြောပြခဲ့သလိုကျမတို့ဘဝအတွက်အကျိုးရှိတဲ့အရာတွေကိုပြုရင်ရှေ့ဆက်ရမယ့်နေ့ရက်တွေကိုဘယ်လိုအကောင့်အဆိုးလောကရန်မဲ့ကြုံရပါစေတည်ငြိမ်စွာကျော်ဖြတ်နိုင်ဖို့ကျမတို့ရဲ့စိတ်ကိုစာဖတ်ခြင်းတရားထိုင်ခြင်းစတဲ့အလေးကျင့်ကောင်းတွေနဲ့ပြိုးထောင်ကြစို့နော်အနှစ်ချုပ်အနေနဲ့ပြောရရင်တယောက်တည်းနေတာဟာအထီးကျန်တာလုံးဝမဟုတ်ပါဘူးတကယ်လို့အထီးကျန်တယ်လို့ခံစားနေရရင်တယောက်တည်းနေလို့ရနိုင်မယ့်အကျိုးကျေးဇူးတွေကိုမြင်အောင်ကြည့်ပြီးကိုယ့်ရဲ့အချိန်တွေကိုအကျိုးရှိရှိအသုံးချပြီးတစ်နေ့ထက်တစ်နေ့ပိုမိုတောက်ပစွာရှင်သန်ကြစို့နော်